ဘောမှာတလိဆန်လေးတကောင်မွေးတယ်မွေးနေမှာချိန်ချိန်သူကဘွားထဲကနေထွက်သွားတယ်အဲ့အတွက်ကြောင့်ခံစားခဲ့ရဘူးတဲ့သူတွေရှိနိုင်တယ်ကိုအရန်ကြိုက်တဲ့ပစ္စည်းတစ်ခုခုဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတဲ့အတွက်ကြောင့်အရန်စိတ်ထဲမှာမကြည်မလည်ဖြစ်တဲ့သူတွေယုံမှုနိုင်တယ်ဘောမှာကိုလိုချင်တာတွေရခဲ့တယ်စာမွေးဝဲအောင်ခဲ့တယ်ပေါ့စာမွေးဝဲတွေအောင်ခဲ့တဲ့အတွက်ကြောင့်အရန်ကိုကျေနပ်ခဲ့တဲ့အချိန်လေးရှိနိုင်တယ်မင်းကအရန်တော်တဲ့သူပဲဆိုပြီးတော့ပြောခံရတယ်အဲ့ဒီပြောခံရတဲ့အတွက်ကြောင့်အရန်ကိုပျော်ရွှင်ခဲ့ရတဲ့အချိန်လေးရှိနေကိုအရန်ကြည့်ကောင်းတယ်ဆိုတဲ့ပုံရိပ်ကိုပြန်မြင်အောင်ကြည့်တယ်မြင်အောင်ကြည့်ရတဲ့အခါမှာအရန်စိတ်ချမ်းသာတာကြုံမှုလေးဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကဟိုးအရင်တော့9နှစ်သားအရွယ်ကလေးဘဝမှာနေခဲ့ဘူးတယ်အခုတော့9နှစ်သားမဟုတ်တော့လိုလိုပဲတော့ချင်းနေတွေကအမြဲတမ်းပြောင်းလဲနေကောင်းတဲ့အရာပဲဖြစ်ဖြစ်ကိုကြိုက်တဲ့အရာပဲဖြစ်ဖြစ်မကောင်းတဲ့အရာဖြစ်ဖြစ်ကိုမကြိုက်တဲ့အရာပဲဖြစ်ဖြစ်အရာအလုံးဟာချိန်တန်တော့ပြီးဆုံးသွားတဲ့အခြေအနေတစ်ခုမှရှိနေခဲ့ဒီနေရာမှာပေါင်းသင်းဆက်ဆံရေးနဲ့ဆက်ဆံတဲ့အခါမှာအရေးကြီးတယ်သိသိရတဲ့အကြောင်းရင်းကျန်လာကြမှုပဲနဲ့ပေါင်းသင်းဆက်ဆံရေးအကြောင်းဖြစ်နေတာကိုပေါင်းပြီးတွေ့ရတယ် relationship တွေမှာအဆင်မပြေရတဲ့အကြောင်းရင်းပေါ့နောက်တစ်ခုကလုပ်ပေါ်ကံပြတ်တွေနဲ့ပတ်သက်ရင်အဆင်မပြေရတဲ့အကြောင်းရင်းတွေရှိတယ်အဲ့ဒီအကြောင်းရင်းတွေထဲမှာဒီ enemy နီးနဲ့ချိတ်ပြီးတော့ပြောရမယ်ဆိုတော့ mind read လောက်တာငါထင်တယ်ဆိုတဲ့ဟာမျိုးကြောင့်ဖြစ်တာများတယ်နမူနာလေးတစ်ခုဆိုကြပါသူကောင်မလေးတစ်ယောက်ကဖုန်းလေးကြည့်ပြီးတော့ပြောလိုက်တဲ့အချိန်မှာကောင်လေးကနေပြီးတော့နင်ဘာပြောနေရလဲသူနဲ့စကားပြောနေရလဲထင်တယ်တော့နင်အဲ့လိုမျိုးမဟုတ်ဘူးလားစသဖြင့်ဆွဆွဲတာတွေဖြစ်နိုင်တယ်ဖြစ်တဲ့ခါကျရင်ကောင်လေးပဲဖြစ်ဖြစ်ကောင်မလေးပဲဖြစ်ဖြစ်အရန်စီစဉ်ရလာမယ်ဘလို့တစ်ခုမှကလေးတစ်ယောက်ကနောက်ကျတဲ့ခါကိုသူ့ရဲ့အုပ်ချုပ်သူမန်နေဂျာကနေပြီးတော့ဟဲ့အောင်ငါထင်တယ်မင်းနောက်ကျတာငါ့ကိုမလေးစားတာကိုယ့်ရဲ့ထင်မြင်ယူဆတွေနဲ့အတိုင်းပဲပြောနေမယ်ဆိုရင်တော့ဒီဘလို့မှကိုစိတ်ချမ်းသာစရာဖြစ်လာနိုင်တဲ့အကြောင်းမရှိဘူးဘာကြောင့်နောက်ကျတာလဲဒီကြည့်မှပဲသိနိုင်မှာဖြစ်တယ်နဗီမှာဆိုရင်အဲ့လိုမျိုး mind read လောက်တာတွေကိုရှောင်ရှားပြီးတော့တခုခုဆိုရင်သိကျင်တယ်သိကြခြင်းတယ်ဆိုရင်တော့ကာယကံရှင်ကို question မေးကြည့်ရတယ်တစ်ဖက်ကပြောလာခဲ့ရင်လည်းအဲ့ဒါကိုလက်ခံတယ်သူပြောလာတာမှန်တာပဲဖြစ်ဖြစ်အမှားတာပဲဖြစ်ဖြစ်ကိုကြိုက်တာပဲဖြစ်ဖြစ်မကြိုက်တာပဲဖြစ်ဖြစ်ချိန်တော့ဟာဒီဗီဒီယိုကြည့်နေတဲ့သူကငါးနဲ့ဖြစ်တယ်အခုတော့ကိုက9နှစ်သားမဟုတ်တော့အရာရာဟာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာဖြစ်ပြီးဆုံးသွားတာဖြစ်တဲ့အတွက်ကြောင့်ရှိနေစဉ်အတွင်းမှာစိတ်ချမ်းချမ်းသာသာရှိစေဖို့အတွက်ကိုယ့်ရဲ့ထင်မြင်ယူဆတဲ့အတိုင်းမသုံးဖြတ်ပဲနဲ့မေးကြည့်ဖို့လိုအပ်တယ်ဆိုတာလေးကိုရှင်းပြခြင်းနဲ့ဒီဗီဒီယိုလေးရတဲ့အကျိုးကျေးဇူးတစ်ခုရမယ်ဆိုတာကိုပြောပြတယ်အားလုံးကျေးဇူးတင်ပါတယ်